ပေါ်မှာလဲ Cherokee ထပိုင်းတိုင်းတော့မှာစန်ဂျီဒေါင်းတော့မတောင်းတော့ဘူးဗျ ဒိုင်းလို့တော့ရန်အီတော့မလွယ်ဘူးဒီကကျွန်တော်ဂန်ဂင်းနေမြန်မြန်ဆန်လုတ်တယ် game number 3ရောက်လာတဲ့အချိန်မှာနှစ်သင်းလုံးရဲ့ tempo က high tempo ဒီဖြစ်လာတယ်အာဒီ game မှာကလေးကတောက်လျှောက်လိုက်ချတယ် up and down ဂန်ဂင်းနေမှာဆိုလို့ရှိရင်လေ KE အောင်တွားနေတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်ဗျဒီတိုင်းဆိုရင်တော့ကျွန်တော် pick off ဘိုင်းမှာထုတ်လာတဲ့အတွက်ကြောင့် flicker တွေ timing တွေမှာဆိုလို့ရှိရင် KH spam ပြီးရဲ့နောက်မှာ fallen damage တကယ်များပြလာရင်ဆိုရင်ဒီကောင်ရရင်ဒီကောင်ဖြတ်သွားနိုင်တယ်ဒါပေမဲ့ YG ဘက်ကသွားရှုံးလို့မရတဲ့ကိစ္စ objective fight တွေပဲ hand ရဲ့ retribution damage calculation ဘိုင်းတွေကပို့ပြီးတော့ကျွန်တော်တိကျလာတဲ့အပိုင်းလေးပါတယ်ကျွန်တော် Cherokee နဲ့ retribution power တဲ့ဘိုင်းတွေမှာနည်းနည်းလေးပို့ပြီးတော့ comfort ဖြစ်တဲ့ပုံစံမျိုးတွေခံစားရတယ်ဗျာ Friend လည်းတောက်လျှောက်လိုက်ထိုက်ထားပြီးတော့ကျွန်တော်တို့ဒါ question တို့ time နေနေပဲဟန်ကပြန်သွားနေတဲ့အပန်းလေးကိုကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နောက်မှလည်း Jungle Time Free တော့စပြီးတော့ပေးရတယ် Ramit နော်လေးဒါကျွန်တော်နေခဲ့ပြီဆိုတဲ့ခိုင်တော့ဒီမှာ Flicker တော့မှလည်း Cherokee လေးပဲဟန်ထပ်ပေးထားတယ် War Kind Passive ဝင်နေမှာတောက်လျှောက် regeneration နဲ့ Ramit ထပ်ပေးထားခဲ့ပြီ Lina ဆက်လက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် တောက်လျှောက်ဆိုလို့ Yuki တွေကတော့ပြန်ပေးနေရတဲ့ Falcon Esports အနေနဲ့ဒီခေါက်ပေါ်လာမဲ့ Tether Fight မတိုင်ခင်မှာလဲ YG နဲ့ face to face ဘတ်တယ်လေးထပ်ပြီးတော့ဆိုင်မှုတော့ရှိနေဒါပေမဲ့ Ramit Town Voice ဖက်ကနည်းနည်းလေးတော့များတယ်ဗျာ if real war ပါသွားခဲ့သလိုမျိုး Flicker မှာလည်းရှင်ပြန်ပြီးတော့ပေးရတယ်ဆိုတဲ့ချက်တွေကဒီခေါက် Tether Fight မှာဒီအားသာချက်တွေကိုသုံးချနိုင်မလားဒါပေမဲ့ YG ဒီ Tether စားပြီးတော့ try နေရနေတာ K အနေနဲ့ကတော့ Tsunami Clan လေးပါလေးပါလာပြီဆိုတော့ဗတ်တယ်စားချင်တော့စားလို့ရပြီဗျာ don't the range PY charge ဒီယာရီကောင်လုံးမစားခင်မှာတစ်ဖက်ကတိုက်တဲ့ strike tsunami stand နဲ့ပါကောပြီးတော့ကျိုးသားတယ်ဗျာ ဒီရှင်တော့မှလည်းကျွန်တော် Flare လေးဆက်ပြီးတော့ပေးထားဖို့တော့ကြိုးစားနေတယ်ဒါပေမဲ့တစ်ဖက်ကလည်း 4v5 situation ပါနေမှာ Dash အနေနဲ့ right hand လေးပဲသူဘယ်တော့မှဖြစ်လို့တော့အရင်မရောက်ဘူးဗျာ Level 5 piece နဲ့ backline ဝင်ကားမှရောက်မယ်ဆိုတော့အနေထားမျိုးပဲကျူးချက်နဲ့ Flare နဲ့ Flare ပေးကို backline တော့ပြိုင်ကြပါဟဲ့ what a retribution Cherokee လေးထပ်ပြီးတော့ပေးထားကြတဲ့ခါမှာ Kidas ကို blink ထပ်ပြီးတော့သိမ့်ပိုက်ထားသေးတယ်ဗျာ ဟိုတက်တောက်လျှောက်ပြန်ပြီးတော့ဖွင့်သေးတိုင်းနဲ့ပဲလုံးဝ BD နောက်Falcon ပေးတော့မပေးတော့သေးဘူး ဆ ဗျာ န်ဂျီကိုဒီချိန်နဲ့ဆိုနှက်ကရှိပြီးသွားပြီးတော့ခန့်တာမပြတ်သွားဘူးပေါ့နော်ဒီဟာတကူကကျွန်တော်နောက်ထပ်ထွက်လာမဲ့တဲ့ timing တွေမှာနဲ့စိတ်ဝင်စားကြရတော့ရှိလိုက် Grand Alley Hand Strike ပြီးသွားမဲ့ timing ရေပြီးတော့ Sky ပြီးတော့ပြီးသွား timing တွေဒီမှာအသေးနဲ့တူတိုက်နေဘူးတော့များတယ် Tsunami Stand ဒီ final ကိုလေးပါပြီးတော့ဒါပြန်ပြီးတော့ပေးရတယ်ဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အရင်ကမလွယ်သေးဘူးဆိုတဲ့အနေထားမျိုးလေးတော့ရှိတယ်အဓိကတော့ Ramik ရဲ့ combination သွားမဲ့အချိန်တခုတော့ကျွန်တော်တို့ကပြန်ဆောက်ဖို့တော့လိုတယ်ဗျာ Mighty Swing ကင်ပြီးတော့သွားနေမဲ့ဒီ grow Ramik ရဲ့ Uranus က Jungle Skirmish မှာ front line သွားနေတဲ့အပန်းတွေက Mag Control မှာလည်းတော်တော်လေးတော့အလဲထူထားဖို့တော့လိုတယ်မဟုတ်ဆိုတော့နောက်ပိုင်းက Eve နဲ့ဒီ grow ရဲ့တွဲလုံးကပို့ပြီးတော့ဒီခါလေးပဲကျွန်တော်တို့ Falcon Esports ရဲ့ backline ကို pressure ပေးနိုင်လာလိမ့်မယ်ဗျာ ဒီက Ryan Mink က lane A phase ကိုတောက်လျှောက် getting လုပ်ပြီးတော့နေပြန်ဆန်ဆန်သွားနေတဲ့ time ကဒီအတွက်ကြောင့်ပဲကျွန်တော် YG နဲ့ဒီအောင်ပြန်ထိန်းနေရလို့ပြောရမယ်ဒါပေမဲ့ခုနက Ryan Mink ကိုရှိသမျှ battle space အကုန်ပေးပြီးဖြတ်ထားတာဗျာအကတော့ကျွန်တော်လုံးဝအသေးသက်ဖို့ကြိုးစားလာရ ကဲတော့အသေးသေးကိုစူးစမ်းမြင်လဲမကြောက်ဘူးဗျရင်ကလည်းဒီချိန်မှာတော့ပြန်လဲပြီးတော့လွတ်မြောက်နေဒါပေမဲ့ Falcon ကလူကျင်တာလဲ Tower ပဲဆိုတော့ Tower ယူပြီးတော့သူတို့ objective ပြီးသွားတဲ့ချိန်မှာနောက်ထပ်တော့ Tether Fight တစ်ခုတော့ထပ်တွေ့ရနိုင်ရတော့ရှိတယ် Hero ကတော့ရှစ်ကောင်နှစ်ကောင်လည်းပြတ်နေတဲ့အနေထားနောက် 3k လောက်ထိတာနေခဲ့တဲ့ YG ဒီပွဲရဲ့ tempo ထပ်ပြီးတော့ထိန်းထားနိုင်မလား Massman ရဲ့ combination မှာ Sanji ရဲ့ Golden တစ်ခုကိုတီဆောက်ဖို့အတွက်ကတော့ Falcon ကတော့စပြီးတော့ဒါ9ယောက်တွေစဆုလာပြီဗျာ ဒီကကျွန်တော်ဒီ Tether Fight တွေအပြီးမှာ YG တောက်လျှောက်ရတယ်ဒီဟာတခု Falcon တွေနဲ့တီးလာတဲ့အချိန်မှာအုပ်စုလိုက်သွားပြီးတော့ gang လောက်တဲ့ပုံစံတခုပဲအကောင့်ထဲပေါ်ထားတယ်ဒါပေမဲ့ YG နေနဲ့ Tether Fight တွေမှာအသာလေးရနေတဲ့အတွက်ကြောင့်ဒီကောက် Tether Fight မှာလည်းအသာလေးရသွားမလားတော့ကြည့်ရမယ်ဘယ်တော့စဖွင့်ပြီဗျာ Destroy တော့လည်း if real war to the chest all ruin but 3 man တော့ shot backline ပြီးပြန်ချိန်ခဲ့မယ် Kidas ကြီးတန်းချခဲ့တဲ့ Canada ကမှတစ်ဖက် beast control transport နဲ့လိုက်ပြီးတော့မိနေခဲ့တဲ့ backline တွေအောက်မှာ Dash ကောင်မှထက်ကြမှုတော့များနေရှိတယ်ပဲရင် 2 man down တွေဆက်ပြီးတော့သိမ့်မဲ့ထားသေးရပြောင်း 5v3 တွေအောက်မှာ YG တောက်ချောက်ဆိုလို့ question လုံးလေး Shadow ကလေးချက်ပေးတာနေပဲ Ramik ကဆက်ပြီးတော့သိမ့်ပိုက်ထားနေခဲ့
ပါလာလိမ့်မယ်ဆိုတော့ crossover တွေပွင့်လာခဲ့လို့ရှိရင်စီတီရမလား။ရရှိတဲ့လုံးပြလုံးတွေကများလာပြီဗျာ။ဒီချိန်မှာလီနာကိုပဲကြည့်မလား။ဒါမှမဟုတ် stick ကိုကြည့်မလားဆိုတော့မေဝိုးနေရ depth စီမှာတော့ရောက်လာပြီ။ K လည်းတူတူပဲဘသူ့ကို pick up လုံမလဲဆိုတော့မေဝိုးနေရရှိလာခဲ့ပြီ။အဲ့ဒီပြီးတော့မှဗလိုင်းထဲမှာလည်း Sanjiro ဘာလို့ပြန်ပြီးတော့ Royal ကျွန်တော်တို့ချက်လေးပါလေပြန်ပြီးတော့ချောင်ချားမယ်အနေထားမျိုးတွေကဖြစ်လာပြီ။ Lob ဒီသိမချခင်9စက္ကန့်အတွင်းမှာပေါ်တော့မယ်။ဒီ Lob ကပေးရမယ်ဆိုလို့ရှိရင်တော့ Falcon ကပို့ပြီးတော့နေပါလာနေတဲ့အခြေအနေဖြစ်ပါတယ်။ Falcon အတွက်လုံးစရာတခုကကျွန်တော်ပြေးပြီးတော့ကျွန်တော်ဒိုက်မယ်တကောင်ရရင်တကောင်ဖြတ်မယ်ဒီလိုပုံစံမျိုးနဲ့ပဲကျွန်တော်ဖြတ်သွားမယ်ဆိုရင်တော့ပိုကောင်းလိမ့်မယ် YG ရဲ့ setup ကျွန်တော်ဒီ formation တည်လို့မရအောင်ပဲသူတို့အနေနဲ့ဖြတ်စည်းထားနိုင်မှာရမယ်မဟုတ်ဘူးဆိုရင် 5v5 open play တွေမှာ YG နေနဲ့ပို့ပြီးအသာလေးရရှိတော့ရိုင်းတော့များတယ်ဗျာ ကမ္ဘာ dance ဝင်လာဖို့တော့ကြိုးစားနေကြတဲ့ခိုင်တဲ့တစ်ခုမှာ five with the one ဆိုတော့သူဝင်လာတဲ့ရန်ရောဘာမှတော့မတူဘူးဗျာ first law တော့ alligator နဲ့ make match တွေမှာတော်တော်လေးဥဆောင်ထားနိုင်ကြတဲ့ရန်ကုန် Gladiators ပဲစတင်ပြီးတော့သိမ့်ဖိတ်ထားနိုင်ခဲ့ပါပြီ ရောက်ရတော့ကျွန်တော်မင်းပါလေတောက်လျှောက်ပဲ Rambit ကိုတီးဖို့တော့ကြိုးစားနေRambit flicker လေးနဲ့ပြန်ပြီးတော့ရှောင်ရှားသွားတယ်ဗျာအဓိကတော့ but the space လိုက်တောင်းနေထားပဲဆိုတော့ဒီချိန်မှာတော့ကျွန်တော်ဘာလုပ်ကြမလဲ Cherokee တပိုက်တာနေတယ်ပန်းနေဒီခေါက်မှာလည်းပြန်ပြီးတော့တောင်းသွားပြန်တယ်ဗျာ Cherokee တွေကဘေးဒီတောင်းလျှောက်ကြနေလေးကရှိသွားပြီဒါဒီ alligator minute တွေကလိုက်ချကြရသူဖေးဆက်နေရတဲ့အရာအကြောင်းပြောရမယ်ဘုဝင်လေးပြောရင်ကျွန်တော် free space damage ပေးဖို့အတွက် freely ပြစ်ခွင့်ရမနေသေးဘူးဒီချက်ကြောင့်မို့ပဲ YG နဲ့ဗတဲ့ဆိုင်တိုင်းမှာလိုက်ပြတ်တယ် question ထည့်တယ်အခုလည်းကျွန်တော်ပြန်ပိုင်းထားပြီးတော့မင်းမရှိ first round တော့ရအောင်ယူထားနိုင်တယ်ဗျာကိုဒီတိုင်းတွေတော့ Falcon နဲ့ 10 point တခုပြန်ရှာနိုင်မှရပါလိမ့်မယ် reward the Tony Church point bling 3 miles စနေtapio down မှာ Emerald Ruin နဲ့ Backland တော့တောက်ချောက်ကြီးပြီး cross court 10အောက်မှာရှေ့ချောက်ချောက်ပြင်ခွဲလာတယ် straight 3 man down ဒီပါရန်ကုန် Gladiators ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ် ဒီချိန်မှာတော့3កောင်လောက်ကြာသွားပြီဗျာမပြီးသေးဘူးတော့ Cherokee တပြပိုင်းထားသေးတယ်တော့ပန်းနေသူရဒေါ်လေးကိုကိုင်းသွားခဲ့မယ်လေ damage ကတော့အရင်ကြီးတော့မလောက်ကနေသေးတဲ့အနေထားတစ်ခုမှာတော့ဒီ long နဲ့တူပဲ Cherokee 3កောင်နဲ့တော့ပြန်လဲပြီးတော့ကျင်းထားရသေးတယ်ဗျာ any point တွေကတော့သူတို့ရောက်တော့ပြန်ချထားသေးတယ်ဒီက minion wave တွေကိုဖျက်ရှင်းတာဗီနီကြောက်တယ်ဒီနာ crystal throw ကျွန်တော်ထိန်းသိမ်းမှုအတွက်ကတော့ကြိုးစားထားတယ်ဒါက minion wave တွေရှင်းလိုက်ချိန်မှာ Taylor Shaw စီးနဲ့တော့ပြန်မှုတော့ကြိုးစားတယ်ဗျာ YG ဘက်ကဒီချိန်မှာ mega delay ဒါရထားပါပြီသူ့လင်းလေးပြောရင် network ဘန် 10k over ဒီချိန်10 minuteမှာ 10k over ဆိုရဲ network ကတော်တော်များတဲ့ပမာဏတစ်ခုလို့ပြောရတယ်။ Stage ရဲ့ hand ရဲ့ဒီ carry player ရဲ့ဒီ hero တွေအကုန်လုံးနဲ့ damage output တော်တော်များနေ။ item ရဆိုလို့ရှိရင်လည်းကျွန်တော်1 4ချောင်းပြီးသွားပြီ။ Haruza နှစ်ချောင်းပြီးသွားချိန်မှာ Rory ပိုင်းပြီးသွားပြီဆိုလို့ရှိရင်တော့ Sandy BD အစားရှိတဲ့ player တွေတော့ပို့ပြီးတော့ဒုက္ခတော့ရောက်လာနိုင်တယ်။ Real Warriors ပြီးတော့ play မှာ Thor Ruin နဲ့ Backland တော့ချက်ပြီးတော့ Taste Stand နဲ့ Chase မှာ cross court နဲ့ stage shut down ကတော့ရေပြန်ချထားသေးရဲ့ဆိုပဲနောက်မှလည်းဒီ one man down ကလည်း Canada တခုမှာတော့ YG တခါတည်းပဲ first mega level ကိုနည်းနည်းလေး second mega level ကိုပြန်ပြီးတော့ try မှုတော့ကြိုးစားခဲ့တာဗျာဒါပေမဲ့ sacrifice လုပ်ရတာလို့ရှိရင်တော့သူတို့အနေနဲ့ရခဲ့တဲ့ချက်ကဘာမှတော့သိမရှိလိုက်ဘူး ဟုတ်တယ်เนาะကျွန်တော်ဒီဝိုင်းပြောသလိုပဲဒီချိန်မှာတော့အဲ့လို mega တလိန်းလောက်တော့ရလိုက်တယ်ဒါပေမဲ့အဲ့လိုပြန်ပြီးတော့ set လေးပါလေးစံကြီးဒါ Skype 10လောက်တော့သူပြန်ပြီးတော့ယူရတဲ့ချက်လေးကိုတော့နည်းနည်းလေးစောင့်တော့ကြည့်ရမယ်ဒါပေမဲ့ Ranger လိုမျိုး hero တစ်ကောင်ရဲ့ golden line တစ်ခုကတော့ပွဲသားချင်း17မိနစ်ကိုကြော်လာတယ်ဆိုတဲ့ချက်ကတော့နည်းနည်းလေးပြန်အကြဘက်ကိုတော့ရောက်လာနိုင်တယ်ဗျာနောက်ပိုင်းမိနစ်တွေမှာတော့ကြည့်ရမယ်ဟန်ကတော်လေးကိုတော့ဒီပွဲမှာလောက်ကွက်ပြနေတဲ့အနေထားအဲ့တော့ KA အနေနဲ့ဟန်ကိုဖမ်းဖို့ကလည်းလုံနေသေးရဆိုတော့အဲ့လို pick up တစ်ကောင်နဲ့အကုန်လုံး carry 3လောက်ကိုပတ်ပြီးတော့ pressure ပေးဖို့ကတော့ပြောမှဆိုရင်တော့တော်လေးတော့မလွယ်ဘူးဗျာ ဒီချိန်မှာကျွန်တော် dance ရဲ့အခန်းကဏ္ဍတစ်ခုကတကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုရောက်လာပြီခုနကတော့ Holy Crystal ပြီးလာတယ်ဗျနောက်တဲ့ Divine Clave တွေပြီးလာမယ်ဆိုရင်တော့ Backline ကိုသူနှုတ်ဆက်သွားနိုင်တယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော် damage ဘိုင်းမှာနည်းနည်းမျှဝေပြီးပေးလို့ရတယ် Falcon နဲ့ဒီချိန်မှာ Sandy ရဲ့ damage ဘိုင်းကိုပဲလုံးဝကျွန်တော်အလုံးစုံ100%မီကိုရာတက်စားလို့ရှိရင် dash ကိုတိုင်းကျွန်တော် Divine မှာလောက်သူပေးနိုင်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ fine လိုက်မယ် YG ကတော့လုံးဝအသာသေးတစ်ခုနဲ့ပဲသူတို့တွေ့နေရမှာစိုင်လို့ရတယ်ဘယ်တဲ့ initiative လုံးလို့ရတယ် right အမေကိုအစားဖြတ်ဖို့တော့ကြိုးစားတယ်ဗျာ Minion Cree လေးပါလာခဲ့တဲ့ဆိုတဲ့ချက်ခုကြောင့်သာ Uranus ကနည်းနည်းလေးတော့ကျွန်တော်တို့ကန်ကောင်းသွားခဲ့တဲ့ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်ဗျာနောက်က infographic ဘန်းတွေတော်တော်လေးတာနေခဲ့တဲ့ Jungle Gladiators အနေနဲ့ဒီချိန်မှာ front line ကရောက်လာခဲ့တဲ့ Uranus ကိုပါကောင်းကောင်းရောသူတို့အနေနဲ့ဒါ Tectonic Charge တွေပါ3စရာမလိုပဲနဲ့ဖြတ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်လာတယ် Hand Fully for Spice 305 KD နဲ့ Hayabusa ထပ်သွားနေခဲ့တဲ့အပန်းလေးတော့ရှိတယ် Falcon Esports အနေနဲ့မရနိုင်ဘူးဆိုတဲ့အရာတခုသူတို့အနေနဲ့ဒီနေ့မှာလည်းအရင်ကြီးတော့သိမလုပ်ဘူးဗျာ second လောက်ပေးပြီးတော့ပဲ High Ground Defense မှုတော့ဆုံးဖြတ်ထားခဲ့ပါပြီเนาะကျွန်တော်လောကတော့ပေးလိုက်ရပြီ FT14 ရဲ့ဒီအချိန်ဒီမှာတော့ဒါ Falcon ရဲ့ဒီလောက်ကြော်ပြတ်နိုင်မှာမလားဘာလို့ဆိုတော့ network cup ကတော်တော်ကြီးကိုများနေတယ်အဲ့ဒီအပြင်မှာ defensive လုပ်ဖို့ကလည်း AOE အများကြီးပါနေတဲ့အခြေအနေမဟုတ်ဘူးလို့ carry hero တွေအနေနဲ့လည်း advance ဆန်လိုအပ်မှုတွေတော်တော်လေးကိုများနေရ YG ဒီ long နဲ့တူပဲဒီပွဲကိုတခါတည်းအဆုံးသတ်သွားမလားဆိုတဲ့အနေထားကိုတော့နည်းသုံးသပ်ပေးပါဦးလက်ရှိအချိန်က online mega တော့ခွင့်ပြုပေးရနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီချိန်မှာ minion wave 3 wave လုံးနဲ့သူတို့တက်သွားဖို့ယာရင်တော့များတယ် Falcon ဘက်ကကျွန်တော်ဘာဆက်လုပ်မလဲခုနကတော့လိုမျိုးပဲ dance နေနဲ့ minion wave ကိုကြိုပြီးတော့ဖျက်ရှင်းမလား map vision ရဆိုလို့ရှိရင်လည်းသူရိုင်းသွားလို့ရမနေရဲ့အနေထားတစ်ခုတော့မဟုတ်ဘူးဗျာဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုက Sandy ရဲ့ Rhapsody နဲ့ dance ဆိုတာဒါပဲအရန်တိုးလာမဲ့ကောင်တွေအကုန်လုံးသူကိုယ်တိုင်ဖြစ်ခွဲလို့ရတဲ့အရာ
တခုဒီတစ်ချက်ကိုပဲကျွန်တော်နည်းနည်းလေးပြန်ပြီးတော့စဉ်းစားမယ်အခြေအနေတစ်ခုဖြစ်တယ် YG ကတော့ကျွန်တော်တာနေရတဲ့အခြေအနေတစ်ခုမှာရှိသမျှ minion wave တွေဒီ law ရဲ့ advantages ကိုအသုံးချပြီးတော့ all in mega ကိုတော့တေးတော့အရင်ဆုံး force ပါလိမ့်မယ် ကဲဒီမှာလည်းပါလာပြီနောက်မှလည်းတစ်ခါတည်း second မကလိန်ကတော့ AC လေးပြန်ပြီးတော့ပေးရပြီနောက်မှလည်း SMG Rusty 6ချက်လေးပြခွဲထားခဲ့တဲ့ character မှာ stage သွားပြီးတော့ damage တွေကသူ့အနေနဲ့လုံပေးလို့မရတဲ့အခြေအနေ vulnerable backline မှာ Tectonic chance လေးပြန်ပြီးတော့ 10 throw really backline ခွာရှာတော့ by hand ဒီကလေးမှာထပ်ပြီးတော့သိမ့်ပိုက်ထားမှသေးတယ် ကဲဒီချိန်မှာလည်း EM Rainbow တွေကြားရ Ramage ပြန်ပြီးထွက်လာသေးတယ်ဗျာ KA သူကတော်လီတော့ကိုင်းနေပြီမပြီးသေးဘူးဗျာ၄ယောက်၅ယောက်ဆိုတဲ့အနေထားမှာဒီသလုံးကိုရိုက်ချိုးချင်နေခဲ့တဲ့ YG ကျန်နေတဲ့အောင်နဲ့ Mega Torok ကိုတော့ထပ်ပြီးတော့ကြိုးစားအောင်မယ်နောက်မှလည်း Cristiano ထပ်ပြီးထည့်ထားသေးတဲ့နောက်မှာ Brian May ရဲ့သွေးကတော်တော်လေးကိုကိုင်းထွက်သွားနေရင်လည်းပဲ Mega 3လေးကိုတော့ YG ရယူသွားခဲ့ပြီဗျာ minion wave ပြန်ထွက်လာတဲ့အချိန်ဒီမှာတော့ကျွန်တော်ချက်ချင်းကြီး Crystal Throne ကိုရိုက်ချိုးဖို့ဆိုတာတိတ်တော့မလွယ်ကူသေးဘူး Dance က10 second နေလို့ရှိရင်ပြန်တော့လာမယ် Barricade ဘယ် initiating လုပ်ဖို့တော့ပြန်တော့ကြိုးစားနေဒီမှာ Cherokee Winner Crown နဲ့ပြန်ခဲတိုင်းနဲ့ပဲ Ryan May နေတော့ရအောင်ပဲကျွန်တော်ဒီချိန်မှာ standing တော့လာထားသေးရဲ့ဗျာဒါကြောင့် YG ဘက်ကဒီချိန်မှာစုပ်ခွာမယ်အချိန်တစ်ခုရောက်လာပြီဗျာ Like minute ပန်းချားတွေမှာ if your real war တွေ one crossbow တက်နေရအတော်လေးအားကောင်းတဲ့ဆိုတဲ့အနေအထားမျိုးလေးလည်းရှိတယ် High Road ကပန်းနေမှာလဲ YG နေနဲ့အတော်လေးတော့စနစ်ကြတဲ့အပန်းလေးကျွန်တော်တို့တွေ့ရတယ်ပေါ့နော် BKD second make ကလိုချင်လို့သူတို့ sacrifice ပြီးတော့အရန်ကောင်းတို့ရဆိုတဲ့ decision making မျိုးတွေမတွေ့ရပါနဲ့ပုံမှန်တိုင်းလေးပဲ online make ယူပြီးတော့ forward သွားတဲ့အခြေအနေပြဒါပေမဲ့ front line အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ လေကင်းရောက်နေလေနည်းနည်းလေးတော့စိုးရိမ်ရကောင်းတဲ့အခြေအနေတစ်ခုတော့ရှိတယ် Tectonic charge ပြီးဆိုလို့ရှိရင်တိတ်မတွေ့သေးဘူးနောက်မှလည်းတစ်ဖက်က dash တို့နောက်ကပါလာခဲ့တဲ့ဒီ Granger တို့ damage တွေကပို့ပြီးတော့အားကောင်းလာတယ်နောက်ပိုင်းသာ Granger ဒီ scam the stat လေးရခဲ့သည်ရှိတော့ဒီချိန်က YG ရဲ့ front line တွေအရင်တော့ပြောရကောင်းမှာတော့မဟုတ်ဘူးဗျာ မှန်ပဲဗျာကျွန်တော်ဒီချိန်မှာကိုကြီး Sanji Bini Dash အစရှိရဲ့ဒီ player တွေနဲ့ item အရအဆင်ပြေတဲ့အခန်းကဏ္ဍတစ်ခုလို့ပြောရမယ် Holy Crystal ပြီးတော့ပြီနောက်တစ်ခါပြီးဖို့အတွက်တိတ်မလွယ်ကူတော့ဘူးအဲ့ဖက်မှာရှိရဲ့ Sanji ဒီလေ item mass ဖို့အတွက်တကွက်လောက်ပဲလို့တော့တယ်နည်းနည်းပြစ်လို့ရပြီဗျာ BOD raw နဲ့ပါလာတဲ့အချိန်တစ်ခုလို့ပြောရမယ် Bini နဲ့ Tony ၎င်းမယ် Glowy Man နဲ့ Line and Traction ပါတယ်ဆိုတော့ဒီတစ်ခေါက် team fight ပဲဖြစ်လာမယ် lob fight တစ်ခုပဲအဲ့တော့ Falcon နဲ့ Minion Wave ကိုလည်းလောက်ထိတွန်းထားပြီးတော့ပဲဒီ lob fight တစ်ခုလာဆိုင်မှာလားနောက်မှပေးလိုက်ပြီးတော့သွားယူကြမလား saturation တစ်ခုတော့ရှိနေ Carry Hero တွေကတော့တော်တော်လေးနောက်ဝက်กว่าဒီမှာကြည့်ပါဆိုလို့ရှိရင်ဒါတယောက်ချင်းစီက3000လောက်သွားပြီးတော့ပြတ်တယ် item တစ်ကွက်စာလောက်ရှိရပါတော့ဆိုတော့ damage push ပိုင်းကတော့အရင်မှတ်တမ်းမှုတော့မရှိသေးဘူးဒီထက်ပိုပြီးတော့ပေါ်လာမဲ့လို့ကြော်ပြတ်နိုင်လို့ရှိရင်တော့ဖြစ်ကောင်းတော့ဖြစ်နိုင်တယ်ဒါပေမဲ့ဒီ long နဲ့ဆိုလို့ရှိရင်လည်း mega 3လေးတက်လို့ကြီးကတော့တော်တော်လေးတော့ end သွားဖို့တော့များလိမ့်မယ်ဆိုတော့ Falcon ရဲ့ decision making ပိုင်းကိုတော့ကျွန်တော်တို့စပြီးတော့မေးရတော့မယ်ဗျာ Rabbit spare down မဲ့ data ရှိနေကြလို့ KA အနေနဲ့လည်း111ထပ်ပြီးတော့ကြည့်ရမယ်ဒီထင်မှာ111 PR ပေးနိုင်က join တစ်ကောင်ပဲရှိတော့တာဗျာကဲအဲ့ချက်တစ်ခုကနောက်ပိုင်း backline တွေမှာသူ့အနေနဲ့ vulnerable ဖြစ်တဲ့ 5 second ပြီးမှာ join ရဲ့ electrifying beast တွေနဲ့ dash ဘာလို့တော့ Tectonic chance ကြောင့် pick up လေးထပ်ပါလာတဲ့ character မှာ Kiddas flick လေးသူ့အနေနဲ့စပြီးတော့ပေးရပြီနောက်မှလည်း dash အကြောင်ပြနေကြတဲ့ character မှာ YG ဒီချိန်မှာနည်းနည်းလေးတော့စူးစီးထားမဲ့အခြေအနေတစ်ခုတော့သူတို့ဘက်ကပြန်ရောက်လာပြီ ရော့ဒန်စင်ကတော့ကြောင်းတော့ကင်ထားသေးတယ် Mega 3 lane pressure တခုကိုအခုဒီက damage တော်တော်နားတယ်နော် dash နေတော့ dash ပေးထားတယ်ဗျာဒီတိုင်းဆို YG နေနဲ့ဒီ zone နဲ့မှာအရင် control ထားနိုင်မှုတိတ်တော့မလွယ်ဘူးဗျ Minion Wave ကိုသူတို့နဲ့ပြန်ရှောင်းအောင်ပဲ Cherokee backline Sandy only တောက်ချောက်ဆိုလီနာလောက်ထထားနောက်ကောင် Sanji ပါထက်ကြခဲ့တဲ့ character ကမှတော့ dash beast control လေးပြန်ပြီးတော့ပေးတော့ခဲ့ဆိုတော့ cross border နဲ့ကြားရပါ stage double K နဲ့ 3v5 တွေအောက်မှာ YG ထပ်ပြီးတော့တက်လာခဲ့ပါပြီနောက်ကတောက်ချောက်လိုက်ပြီးတော့ပြင်နေခဲ့ Fear damage တွေချတော့ Bandy ထပ်ပြီးတော့တောင်းသွားခဲ့ဗျာ Rame KA ညောင်တဲ့ချန်နေခဲ့တဲ့နောက်မှာတော့ KA ထပ်ပြီးတော့တောင်းသွားဖို့တော့များတယ်ဗျာ Media ထက်ရသွား